ဒီစကားတွေကိုသင်္ကန်းဝင်းနဲ့ပြောရတာနည်းနည်းတော့အားနာပါတယ်နော်ဒါပေမဲ့လည်းအစောပိုင်းကတော့လူထွက်ပြီးမှပြောမလို့ပေါ့စဉ်းစားထားတာဒါပေမဲ့မအောင်နိုင်တော့လို့သင်္ကန်းဝင်းနဲ့ပဲပြောတော့မယ်ဟုတ်ပြီလားအခုအရန်စုစုပူပူဖြစ်နေတဲ့ကိစ္စဟလာငါတို့ခေါ်တော့ဘင်္ဂလီပေါ့သူတို့ကတော့သူဘာကိုသူတို့ရိုဟင်ဂျာဆိုပြီးမှပြောနေတဲ့လူမျိုးစုတစုပေါ့နော်လိုင်းပေါ်မှာလည်းဟာလာတို့တိုင်းရင်းသားအလံတွေကြားထဲမှာအတင်းကိုရိုဟင်ဂျာအလံကြီးထည့်ပြီးမှရိုဟင်ဂျာသားဆိုပြီးမှတင်နေတာမဟုတ်စိတ်တွေလည်းမနှဲမနှောတွေ့နေရတယ်နော်ဒီကိစ္စကြီးကဒါတော်တော်ဆိုးဆိုးဝါးဖြစ်နေတဲ့ကိစ္စကြီးနော်တို့ကနေနော်မေးချင်တာကမင်းကနေအေးချမ်းချမ်းကိုမနေချင်ကြဘူးနော်အမြဲတမ်းဆူဆူပူပဲမင်းတို့မဟုတ်စိတ်တွေကနော်ရောက်လေရရက်ကိုငါပြောမယ်ဒီရဲ့ကိစ္စကမင်းတို့ဒီဘင်္ဂလားဒေ့ရှ်ကနေစတဲ့ကိစ္စနော်အပြစ်ကတော့ငါတို့ရှိတာနော်မင်းတို့ဘင်္ဂလားဒေ့ရှ်ကငါတို့ရှမ်းပြည်နယ်လောက်တော့မှမကြီးတဲ့ဧရိယာမှာလူကြီးပေါင်းတန်း180လောက်မင်းတို့ကနေမွေးတယ်မင်းတို့အားတိုင်းမွေးတယ်နော်အားတိုင်းကလေးမွေးနေတယ်နော်ကြာလာတော့မင်းတို့မှနေစရာမြေမရှိတော့လောက်ကန်စားသွားတာတွေခက်ခဲတော့ငါတို့ရခိုင်ပြည်ဘက်ကိုလာလှုပ်စားတယ်ဒါတမိုင်းမှာဒါအတိအကျပဲနော်လာလှုပ်စားတယ်မင်းတို့ကနေဟဲ့လာလှုပ်စားတော့ဒီဘက်မှာရေခံမြေခံလဲကောင်းတယ်လူကြီးရလဲနဲတယ်ဆိုတော့မင်းတို့တွေလောက်ကန်စားတော့တယ်အဲ့ဒါကိုငါတို့တွေကအော်သူတို့လှုပ်စားပါစေဆိုတဲ့စိတ်နဲ့ငါတို့ကတနာမိတာအဲ့လားငါတို့ရဲ့အပြစ်မတနာတင်တဲ့လူမျိုးတွေကိုငါတို့ကတနာမိပြီးတော့မှလက်မခံတင်တဲ့လူတွေကိုလက်ခံပြီးတဲ့အပြစ်တွေအခုငါတို့ခံစားနေရတာနော်ဒါရှင်းရှင်းလင်းလင်းပဲမင်းတို့ဘယ်ခစ်လက်ထက်ကလေးကပဲလာပြီးတော့ပဲနေတမိုင်းအစင်ဆက်မှာမင်းတို့ကတိုင်းသားစင်းဝင်တယ်ဆိုတဲ့အထောက်အထားတစ်ခုမှမရှိဘူးဟုတ်ပြီနော်ပြီးရင်ငါတို့နိုင်ငံထဲမှာတိုင်းသားလူမျိုးတွေရှိတယ်နော်ကရှင်ကရားကရင်ရှင်မွန်ပမာရခိုင်ရှမ်းမင်းတို့လူမျိုးရိုဟင်ဂျာပါကိုတိုင်းသားပါဆိုတဲ့လက်ခံတဲ့လူမျိုးရှိတယ်ဆိုရင်ငါတို့ပြနော်ပြီးရင်နိုင်ငံအစင်ဆက်ခေါင်းဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကမင်းတို့ဟာငါတို့မြန်မာနိုင်ငံရဲ့တိုင်းရင်းသားပါဆိုတာကိုလက်ခံခဲ့တဲ့ခေါင်းဆောင်ရှိတယ်ဆိုငါတို့ပြဘယ်တော့မှလည်းဘယ်သူမှလည်းလက်မခံဘူးဟိုးရင်တော့လည်းလက်မခံဘူးကွာမင်းအခုလည်းဘယ်သူမှမင်းတို့လက်မခံဘူးမင်းတို့နေရှင်နေဆိုရင်နေငါတို့ရဲ့နိုင်ငံရဲ့ဥပဒေအောက်မှာမင်းတို့အေးချမ်းချမ်းနေငါတို့နေခွင့်ပေးတယ်မင်းတို့လိုက်ပြီးအနိုင်ကျင့်နေရလည်းမဟုတ်ဟဟလားမင်းတို့ကလည်းဘယ်ဥပမာနဲ့တူလဲဆိုရင်ဟလားမိုးရရွာနေလို့တနာလို့ဟလားအေးမီလို့မိုးလေးပေးခိုလိုက်တာဟလားအစောပိုင်းကတော့ခေါင်းလေးဝင်ခိုတယ်နောက်တော့သဘောလေးကောင်းမှန်းသိတော့ကိုယ်လုံးဝင်လာတယ်နောက်တော့တကူလုံးဖြစ်သွားတယ်နောက်ထပ်ဆိုတာငါတို့ပါမောင်းထုတ်ပြီးမှမင်းတို့ကနောက်ကမိသားစုတွေပါခေါ်ပြီးမင်းတို့ရဲ့အိမ်ပါဆိုပြီးမှမင်းတို့ကလှုပ်ဖို့စူးစမ်းနေတာတော်တော်အောက်တန်းကြတဲ့လှုပ်ရပေါ့နော်ဒါဒီစကားတွေကသင်္ကန်းဝတ်ကြီးနဲ့လဲဟလားဦးစင်းတစ်ပါးအနေနဲ့လဲဒါမှပြောချင်ဘူးဒါတော်တော်လေးကိုစိတ်ထိန်ထားတာနော်နှမိုးဆိုရင်လူဝင်းနဲ့ဆိုမင်းတို့ငါနဲ့ပါကန်ထုတ်ပြီးမှပြောတယ်နော်ဒါတော်တော်လေးကိုကထိန်ဒါပြောနေတာလို့ဒါမှတ်ဟုတ်ပြီနော်အဲ့တော့အထူးသဖြင့်မှားချင်တာကငါတို့ဒီမြန်မာပြည်တွင်းမှာရှိနေတဲ့မုတ်စိတ်တွေကိုအဓိကမှားချင်တယ်ကိုတောင်ဝန်တန်ခွက်ကိုအေးစေးရောက်နော်ကိုပလီကိုတက်နော်မင်းတို့မြို့တိုင်းမှာမင်းတို့လောလောလတ်ကိုကွယ်ခွင့်ပေးထားတယ်ပလီတွေဟုတ်ပြီနော်မင်းတို့ဖះเจ้าတက်မင်းတို့ညနေပိုင်းမင်းတို့ပလီမှာမင်းတို့ဘာလို့မင်းတို့ဝေးကြော့တာဘလို့ဘဒူးမှမင်းတို့နာကြီးပါတယ်ဆိုလို့မင်းတို့ဘဒူးမှလည်းမပြောဘူးမင်းတို့ရဲ့ကိုကွယ်ရရင်မှုဘဒူးမှလည်းမစွတ်ဖက်ဘူးမင်းတို့လောလောလတ်လုပ်နော်ဒါပေမဲ့စုစုပူပူတွေတိတ်လို့နဲ့ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးဘယ်တော့ဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဥဆောင်လှုပ်ရှားသူတွေကအစားပါသေးတယ်မင်းတို့ကောင်တွေကနော်ကျေးဇူးတရားကိုတော်တော်မတိတက်တဲ့လူမျိုးတွေဒီလိုပဲပြောချင်တယ်တဲ့လားဒီမြေမှာဒီမြေမှာနေတယ်ဒီကိုတောက်တယ်ဒီဒေတာမှာကြီးပြင်းခဲ့ပြီးတော့မှအခုကျတော့ကျေးဇူးကမ်းတယ်ဟလားကျေးဇူးတရားကိုနားမလဲတဲ့လူမျိုးတွေနော်အဲ့တော့တိတ်ပြီးစုစုပူပူမလှုပ်ချနဲ့နော်ဒါတတိပေးရှင်တယ်နော်နှမို့ဆိုရင်မင်းတို့မုတ်စိတ်ဆိုင်ကိုဈေးမဝယ်ရဆိုတဲ့ခစ်ကိုပြန်ရောက်သွားချင်လားမင်းတို့ကြုံဘူးတယ်မလားဟမ်မုတ်စိတ်ဆိုင်ကိုဈေးမဝယ်ရဆိုတဲ့ခစ်ကိုမင်းတို့ကြုံဘူးတယ်ဖြတ်တန်းဘူးတယ်မလားအခုမင်းတို့တိတ်ပြီးစုစုပူပူလောက်တယ်ဆိုရင်မြို့တိုင်းမှာမင်းတို့မုတ်စိတ်တွေနော်ထမင်းတွေငတ်ကုန်မယ်နော်ကြားလားဒါလေးကိုပဲတတိပေးရှင်တယ်ကိုတန်ခွက်ကိုအေးစေးရောင်ကိုကြက်သားကိုအေးစေးရောင်ပြီးကိုပလီကိုအေးစေးတက်နော်ဒီရဲ့ကိစ္စကိုမင်းတို့ကနေတိတ်ပြီးမှစုစုပူပူနဲ့ဝင်မဆွတ်ဖက်ကြနဲ့ဟုတ်ပြီလားဒါနိုင်ငံမှာတာဝန်ရှိနေတဲ့လူတွေသူ့ဘာသူတို့ဆုံးဖြတ်လိမ့်မယ်နော်အစဉ်အဆက်မှာလည်းမင်းဘယ်တော့မှလက်မခံခဲ့ဘူးတဲ့လူမျိုးတစ်ခုကိုမင်းတို့အခုမှအတင်းပုံခေါ်ဖို့စ조사ရင်မင်းတို့ကိုတန်ပြန်လာမယ့်ကိစ္စကလည်းတော်တော်ကြီးမားတွေဖြစ်သွားမယ်ဒါလောက်ပဲပြောရှင်တယ်နော်ကိုအေးစေးဒေါင်းတစ်ခွက်ပဲအေးစေးရောင်းစားကြဟလား